ကျမ်းသားကျမ်းသူများစာပေအသိပညာမြင့်မားလာပြီးစာဖတ်ရှင်မြင့်တက်လာစေရေးဗလာငါးတန်နဲ့ဘက်စုံဖော်ပြတဲ့လူတော်လူကောင်းများပေါ်ထွန်းလာစေရေးရည်ရွယ်ကတနင်္သာတိုင်းဒေသကြီးမြင့်မြို့နယ်စာရေးဆရာအသင်းမှစာပေဟောပြောပွဲကိုမြင့်မြို့အမှန်ငါခြေကပညာထက်တကြောင်းရတနာကျောင်းဆောင်စာသင်ခန်းအတွင်းဩဂုတ်လ15ရက်မနေ့9:45အချိန်ကကျင်းပပြုလုပ်ခဲ့ပါတယ်။အဲ့ဒီဟောပြောပွဲအခမ်းအနားသို့မြင့်မြို့နယ်စီမံခန့်ခွဲရေးနဲ့အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်ဦးတောင်အေးမြင့်မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌဦးစိုးအောင်စာရေးဆရာသူတေတီစိုးအောင်နဲ့အသင်းမှုဆောင်များစာရေးဆရာအသင်းဝင်များမန်ငါခြေကပညာထက်တကြောင်းကျောင်းဦးဆရာကြီးနဲ့ဆရာမများကျောင်းကျိုးတော်ဆောင်များGrade 10, Grade 11, Grade 12တို့မှာကျောင်းသားကျောင်းသူ120ဦးတို့တက်ရောက်ကြပါတယ်။အခမ်းအနားမှာပထမဦးစွာမြင့်မြို့နယ်စီမံခန့်ခွဲရေးနဲ့အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်ဦးတောင်အေးကအဖွဲ့အမှာစကားပြောကြားပေးပါတယ်။ကျောင်းသားကျောင်းသူများရဲ့သားတို့သမီးတို့ရဲ့လက်ရှိဘဝနဲ့ထီဆန်တဲ့လူအန်တဲ့တော်အားလေးတွေပြောပါမယ်။နောက်လည်းကိုရတဲ့သူတို့ပုံရအောင်โอเคဒါဆိုရင်လိုက်သူတို့ရလာရှိလားဆက်လက်ပြီးတော့မြင့်မြို့နယ်စာရေးဆရာအသင်းမှဦးအိမ်စိုးစာရေးဆရာမန်းမမပြည်တော်မန်းစာရေးဆရာအသင်းဝင်မှ8611ကစာတွေကိုဘာကြောင့်ဖမ်းနေရတဲ့လက်ခေါင်းစဉ်ဖြစ်၎င်းစာဖမ်းနေတယ်ဘာကြောင့်ဖမ်းနေလဲမြင့်မြို့နယ်အထကခုံမရွာကျောင်းအုပ်ဆရာမကြီးဒေါ်ဒီတာလေးမြင့်မြို့နယ်စာရေးဆရာအသင်းမှစာရေးဆရာမသွင်းစာရေးဆရာအသင်းဝင်မှ999ကအလိမ္မာစာမရှိခေါင်းစဉ်ဖြင့်စာပေဆိုင်ရာအကြောင်းအရာများကိုစိတ်ဝင်စားပွဲအသိပညာပေးဟောပြောဆွေးနွေးပြကြပါတယ်။အဲ့ဒီနောက်မြင့်မြို့နယ်စာရေးဆရာအသင်းနာယကဦးစိုးရီစာရေးဆရာစိုးရီမြစ်ကစာအုပ်များလှူဒါန်းရခြင်းနဲ့ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီးစာပေရည်ချမ်းစီစာအုပ်တရားအုပ်ကိုလှူဒါန်းရာအတကငါမြင့်မြို့ကျောင်းအုပ်ဆရာကြီးနဲ့ကျောင်းစာကြည်တိုက်တဝန်ခံဆရာဦးဇော်လွင်တို့ကလက်ခံရယူခဲ့ကြပါတယ်။အဲ့ဒီနောက်မြင့်မြို့အမှန်ငါခြေကပညာထက်တကြောင်းကျောင်းအုပ်ဆရာကြီးဦးအေးလင်းကကျေးဇူးတင်စကားပြန်လည်ပြောကြားကကျောင်းနေရပြောကြီးကျေးဇူးတင်ပါတယ်လမနေလည်းပဲဒီတိုင်းရောက်ပြီးတော့ဒီပညာတွေအတတ်ပညာတွေစာပေသူတော်ရပါတွေကိုများများရောက်ပြီးတော့ဒီဟောပြောပြီးတော့ကျွန်တော်ထပ်ဆင်းနောက်နေ့အတွက်ကြိုတင်ပြီးတော့လက်ပေါ်ပါခင်ဗျာအားလုံးမလို့ကိုကျေးဇူးတင်ပါတယ်ခင်ဗျာအသိပညာပေးဟောပြောပွဲအခမ်းအနားကိုအောင်မြင်စွာပြီးမြောက်ကြောင်းသိရှိရပါတယ်ခင်ဗျာဒီတဲ့ရင်ကိုနတ်သားကြီးထေဝင်းကရိုက်ကူးတင်ဆက်ပေးပို့တာပါ